တင်းရောက်လာတဲ့တစ်ခါတုံးပေါ်လေးပါအကျိန်2000တောင်းနိုင်ပြီးတော့ 9.8 mg နီကိုတင်းပါပါတယ်အရသာကဒါလေးကနက်နက်ပေါ့နော်နက်နက်ရဲ့မမွန်ရဲ့စပစ်ရဲ့ဆိုပြီးအရသာ3မျိုးပဲထပ်ထားပါတယ်တစ်ခါတုံးလေးမလို့စိတ်နှစ်ထက်တက်တဲ့တူတွေအဆင်ပြေတယ်ပေါ့သူကစိတ်ပါပြီးတာပါအကျိန်2000တောက်ပြီးလို့ကုန်သွားလို့ရှိရင်တော့လွတ်ပြရုံပဲပေါ့နော်ဒီမှာသူ OLED screen ပါတယ်ဒီအောက်မှာပေါ့နော်လေဝင်လူထက်ပေါက်ပါချိန်လို့ရတယ်သူပေးရတဲ့ဈေးနဲ့တော်တော်တန်တာပဲလေဝင်လူထက်ပေါက်လည်းချိန်လို့ရတယ်နောက်ပြီးသူ OLED ကိုဖွင့်ပြမယ်ပေါ့နော်ဒီအောက်မှာခလုတ်လေးပါတယ်အဲ့လားလေးကိုနှိပ်ကြည့်ထားလိုက်ပါနည်းနည်းလေးဖိထားလိုက်ပေါ့နော်ပြန်ပြီးနှိပ်ပြမယ်နောက်ပြန်နှိပ်ပြလို့ရှိရင် normal ကိုမျှရောက်သွားတယ်နောက်ထပ်ပြန်နှိပ်တယ်ဆိုလို့ရှိရင်တာဘိုရောက်တယ် normal ရောက်တယ် normal ဆိုလို့ရှိရင်တော့ပုံမှန်အဝေးထွက်နှုံပဲပေါ့နော်တာဘိုဆိုလို့ရှိရင်တော့အဝေးထွက်နှုံကပုံများပါတယ်normal နဲ့တာဘူးနဲ့ချိန်လို့ရတော်တော်လေးအဆင်ပြေရပေါ့နော်ပိတ်ထားမှဆိုလို့ရှိရင်ဒီတိုင်းမှာလွှတ်ထားလိုက်ပေါ့နော်3စက္ကန့်အတွင်းမှာသူ့ဘာသူ auto ပိတ်ပါတယ်ပြန်ဖွင့်ချင်တယ်ဆိုလို့ရှိရင်เนาะဒီဟာလေးကြာကြာလေးဖိထားလိုက်ပေါ့နော်အကျဉ်း2000တောင်းနိုင်ပါတယ်အရသာကတော့3မျိုးပဲလာပါတယ်ရှင်